မာဒူရာရေပေါ့နော်ကိုယ်လိုက်ပြီးတော့တက်နေတယ်အဲ့လိုမျိုးစင်နာရီလောက်ပါဆက်ဆိုင်ရမှာပါမဖွင့်ခင်ဘယ်လိုသွားလို့ရလဲဆိုလို့ရှိရင်ဒီမီနူရဲ့ pro ရဲ့သွားလို့ရတယ်ဒါကတော့မဆိုင်ဘူးမဆိုင်လို့ဒီတိုင်းတိုင်းနဲ့သွားလို့ရတယ်ပြီးတော့ရှင်ဒီမှာထိုင်ခဏနည်းနည်းလေးတော့စင်းပြသွားတယ်ရှင်တို့မှုရတယ်ပတ်စံနေပိုင်းပြီးဝင်နေလို့ရှိရင်ဒီမှာရှင်းလို့ရတယ်เนาะဘယ်လိုလုပ်မှမလဲဆိုလို့ရှိရင်အိမ်အားဒီကွန်ရန်ဂိမ်းနဲ့ဂိမ်းဆောင်နေအကောင်းလေးတွေသွားပါမယ်ပြီးတော့ရှင်တော့ဒီ top တွေဝင်သမီးတို့စတီကောင်လေးပေါ်လိုက်ဒီလိုမျိုးစာတဲ့လေးပေါ်လိုက်အဲ့ဒါပြီးအမချက်ပြီးတော့ရှင်မရှင်လုပ်မှာဆိုတဲ့ဟာလေးပေါ်လို့ရှိရင်တော့ဂိမ်းနှိမ့်လိုက်ပါဒီမှာဆိုလို့ရှိရင်ပြန်လာရင်ဒီကပါလို့ရှိရင်တောင်း gift ပေးရမှာပေါ့နော်အဲ့ဒါဆိုရင်ကိုကတခုခုဝယ်ခြင်းလို့ပတ်စုံလို့ရှိရင်အားဖြင့်လို့ရရတယ်အကောင်လေးထားလိုက်နေရလို့ဆက်ဆက်ပါမယ်ကဲဘာလို့ဒီကောင်ကြီးလဲဒီလိုနဲ့ကဝတ်ဆက်ဆက်ပါမယ်ဒီနေ့ပတ်နေရမှာခုံဒီအပေါ်မှာဆိုလို့ရှိရင်ပေါ့နော်ဒီဆိုင်လေးပေါ်မှာသူကတက်နေတက်ကနဲ့ကောင်းလေးပြတ်ပြီးလို့ရှိရင်အမှန်ဘာမှမလုပ်တော့ဒီပါရီပေါ့နော်ပြီးတော့ရှင်တော့daily shop ပြန်ပြောပါမယ်အဲ့ဒါဆိုလို့ရှိရင်တောင်းပါလူနေရသွားပါပြီကဲသူ့ရဲ့အကောင့်လေးလည်းပြန်ရသွားပြီပေါ့နော်ကဲဒါကတော့ပထမ
review ပေးရင်လည်း mission လုပ်ပြပါပေါ့ဒီနေ့ mission တော့မှာ review လေးလိုက်ပြပါမယ်နောက်ပြော sushi bar ရှိပါသေးတယ် sushi bar ဒါကတော့ favorite place လို့လည်းပြောလို့ရတယ်စားစော်တွေရတယ်ဟာမြဲမှာကိုလိုချင်တဲ့ကြောင်စာ freezer အောင်ဝင်ပြရတယ်ပေါ့နော်ဒါပေမဲ့ကိုမှတော့ပတ်စံရှိလို့ရတယ်ဒီမှာနည်းနည်းလေးဆေးရောပြီးပေါ့နော်အဲ school canteen ကလိုမျိုးတရားနဲ့နေရတယ်ပေါ့ကဲကျွန်မဆိုလို့ရှိရင်ကြောင်လေးဆိုရင်တစ်ခါလေးအဲနောက်ထပ်ဒီကကြောင်လေးနေနဲ့ story လေးတွေပေါ့နော်ကဲဒါကတော့ cookieဖြစ်ပါတယ်တကယ်အပြင်စင်းဟာတကယ်အရင်ဟိုလာတယ်ပေါ့နော်ဒီမှာဆိုရင်ပန်းလေးတွေနဲ့ဒါအလားစင်နာရဲ့ဒီမှာပက်လေးပြရတယ်နော်ဒီမှာကြောင်ပုံစံလေးနဲ့ကြောင်လေးနဲ့တဲ့ပုံစံလေးနဲ့ပြရတယ်နော်ဒီလေးကကြောင်ပုံစံလေးကြောင်စံလေးဒီစံလေးဒါice cream တိုင်းပေါ့နော်ဒီမှာဆိုရင်လည်းတက်နေမှာဒီမှာဆိုရင်စီးတော့စီးနော်ဒီမှာတခြားစရာအရင်စုံနေဒီမှာလည်း story တင်ပေးမယ်ဟာပေါ့နော်ငယ်တော့အခုငယ်တော့စီးတဲ့ဟာဒီကမျိုးပွဲစီးမှရှိတဲ့ဟာအကုန်ဒီကမှာအစုံနေဒီမှာဘူလာကိုစတိုင်းဒီဘူလာကိုစတိုင်းရဲ့ချမ်းစီဒီဇာတ်တိုးကြီးကြတဲ့ဒီဟာကြီးပေါ့နော်အဲ့ဒါလည်း